အားလုံးပဲမင်္ဂလာပါခင်ဗျာ90 Kids Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့ညနဲ့မနက်ဖြန်မနက်မှာကစားကြမယ်2026ကမ္ဘာဖလားပြိုင်ပွဲကို preview လုပ်မှာဖြစ်ပါတယ်ဒီနေ့ကအုပ်စုအဆင့် round 2ရဲ့နောက်ဆုံးနေ့ဗျမနေ့ကတော့အိမ်နဲ့ပတ်သက်ပြီးတော့ကိစ္စလေးနည်းနည်းရှိနေတာနဲ့ဗီဒီယိုမလုပ်ဖြစ်နိုင်ဘူးဗျပြီးတော့မနေ့ကကျွန်တော်တို့ရဲ့ရောင်းပွဲကပြင်သစ်အသင်းပေါ်ဒီပါဗျအပြည့်တော့မရလိုက်ဘူးအပေါင်း90တော့ကျွန်တော်တို့ရလိုက်တယ်ဒီညမှာလည်းရောင်းပွဲထွက်မယ်စိတ်ဝင်စားတဲ့သူတွေအောက်မှာ the 2ကိုဆက်သွယ်ရမယ်ဖုန်းနံပါတ်နဲ့Telegram account ရှိပါတယ်ဗျ။တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ Round 2ရဲ့ကစားခဲ့ပြီးတဲ့ရက်တွေကိုနည်းနည်းလေးပြန်ကောက်ကြည့်ရင်စုစုပေါင်းပွဲ20ကစားခဲ့ပြီး Round 2မှာအပေါ်ဈေးကွက်စုစုပေါင်း22ပွဲအောင်ခဲ့တယ်။အောက်ဈေးကွက်စုစုပေါင်း15ပွဲအောင်တယ်။ဟိုမရောက်ဒီမြောက်ဖြစ်ခဲ့တာက3ပွဲရှိတယ်ဗျ။ဘောလုံးပွဲမှာကျွန်တော်တို့ထိပ်သီး league တွေမှာပဲဖြစ်ဖြစ်ဒီလိုမျိုးကမ္ဘာဖလားပြိုင်ပွဲတို့ယူရိုမှာပဲဖြစ်ဖြစ်ဘယ်နယ်ပယ်မှာမဆိုစနေတနင်္ဂနွေတပတ်ပြီးတိုင်းဒါမှမဟုတ်အခုလိုမျိုး round ပြီးတိုင်းမှာအပေါ်နဲ့အောက်ဘလောက်အထိဈေးကွက်အောင်ခဲ့လဲလို့ချိန်ဆကြည့်တယ်ဆိုရင်အပေါ်နဲ့အောက်ကွာခြားချက်ကဗျာအပေါင်းပြတဲ့ပမာဏပဲကွာကြံကွာမယ်ဗျာဈေးကွက်အပေါ်ဈေးကွက်အောက်ဈေးကွက်ကွာဟမှုကတော့အရင်ကြီးမကွာဘူးဗျာဆိုတာကဗျာကိုလူက10ပွဲတော့အပေါင်းစက်တိုက်အပေါင်းပြကြံတော့ပြလိမ့်မယ်ဒါပေမဲ့ကြားတဲ့ပမာဏကိုကြည့်တော့အပေါင်း1000အပြည့်မရပဲနဲ့အပေါင်း650တို့950တို့အပေါင်း900တို့စသည်အဖြစ်ဒီဖွင့်တဲ့ကြေးပေါ်မှာမူတည်ပြီးတော့အပေါင်းပြလိမ့်ဈေးကွက်သဘောတဘာဝကြတော့အဲ့ဒီတပတ်အတွင်းမှာအဲ့ဒီတရောင်းအတွင်းမှာအပေါ်ဈေးကွက်10ပွဲအောင်ထားတယ်ဆိုရင်အောက်ဈေးကွက်ဟာသူ့ထက်နှိမ့်ရင်9ပွဲပဲအဲ့လိုပဲသူ့ထက်ပိုမြင့်ရင်လည်း17ပွဲပဲဗျာအပေါ်နဲ့အောက်ကြားမှာအခုလိုမျိုးအပေါ်က22ပွဲအောင်ပြီးတော့အောက်က15ပွဲအောင်ထားတယ်ဆိုတဲ့9ပွဲလောက်ကွာချက်ကြီးကြီးမားမားမရှိပါဘူးဗျာထိပ်သီးလိတွေမှာဆိုလဲကြည့်လိုက်ဗျာတစ်နှစ်အတွင်းမှာဟာဒီတစ်ပတ်လုံးတော့ဂိုးအောက်တွေကြီးဖြစ်သွားတယ်ဟေးဆိုတော့ကကျွန်တော်တို့ဘယ်နှပတ်များရှိလို့လဲတစ်နှစ်လုံးပေါင်းမှနှစ်ပတ်3ပတ်ဗျာအများဆုံး4ပတ်တက်မပို့ပါဘူးဗျာဒီညမှာလည်းဒီတွက်ချက်မှုအတိုင်းဆိုကျွန်တော်ကဒီအောက်ဈေးကွက်ခက်များများလာလိမ့်မယ်လို့ထင်တယ်တိတိကျကျအပေါ်နဲ့အောက်ကိုမျက်မျက်တတရွေးချယ်နိုင်ရင်တော့တေချာပေါက်ကိုလူတို့ဒီနေ့ညမှာကံကောင်းနေမယ်ဗျာရွေးချယ်မှုမှန်ဖို့ပဲလိုတာပါဗျာကျွန်တော်ဆိုပြီးခဲ့တဲ့2ရက်ကျော်ကဗျာစပိန်တို့ဘယ်ဂျီယံတို့ဥရုဂွေးတို့နယူးဇီလန်တို့ကစားတဲ့ညအဲ့ဒီညမှာကစားမဲ့စုပေါင်း4ပွဲမှာအနိုင်ဆုံး3ပွဲတော့ဂိုးပေါင်းပေါ်လိမ့်မယ်ဆိုတဲ့အဆက်အလက်အရကျွန်တော်ဂိုးပေါင်းအပေါ်နောက်ကိုလိုက်တာကျွန်တော်ဆွဲထုတ်ခဲ့တဲ့အချက်လက်တွေမှန်တယ်ဒါပေမဲ့ကျွန်တော်ရွေးချယ်တဲ့အသင်းကမှားသွားတာကျွန်တော်ကဘယ်လ်ဂျီယံနဲ့အီရန်ကစားမဲ့ပွဲမှာဂိုးပေါင်းအပေါ်ရွေးပြီးတော့ကျွန်တော်ရောင်းခဲ့တာအဲ့ဒီနေ့ကစားခဲ့တဲ့စုပေါင်း၄ပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်ရွေးခဲ့တဲ့ပွဲတစ်ပွဲကပဲ0-0ဖြစ်ပြီးတော့ကျန်တဲ့ပွဲ3ပွဲလုံးကဂိုးပေါ်သွားတာဥရုဂွေးနဲ့ကိတ်ပါတီပွဲတော့ကျွန်တော်ဗီဒီယိုထဲမှာဂိုးပေါင်းအပေါ်ရွေးခဲ့တာတကယ်လည်းဂိုးပေါ်သွားတယ်ဆိုလိုတာကဗျာအဆက်လက်တွေဘလောက်ပဲရွေးချယ်လာတပွဲတည်းရွေးထုတ်ပြီးကစားတဲ့အခါရွေးချယ်မှုမမှန်ရင်အလကားပဲဗျာရှင်းနေပဲဆိုတော့ထုံးစံတိုင်းအချက်လက်တွေပေးရမှာကတော့ကျွန်တော်တာဝန်ပေါ့ဗျာကိုယ့်အဆောင်ကိုပြန်ရွေးပြီးကစားမှာတော့ကိုလူတွေတာဝန်ပဲပေါ်တူဂီနဲ့ဥဇဘက်ကစ္စတန်ပွဲက17ခွဲဗျာအဖွင့်ပွဲမှာဒီယာကွန်ဂိုအသင်းကိုပေါ်တူဂီနိုင်မရခဲ့ဘူးလောလောဆယ်အုပ်စုတက်တရနေရာရောက်နေအဲ့ဒီနေ့ကရှေ့စွမ်းအတိုင်းသာပေါ်တူဂီကိုပုံမလင်းလင်းပြောရရင်ဒီအသင်းကအုပ်စုကတောင်ပြုတ်နိုင်တဲ့ရှေ့စွမ်းမျိုးပဲဗျာဒီအသင်းရဲ့အဓိကပြဿနာကအဲ့ဒီCR7ဆိုတဲ့အဖိုးကြီးပဲဗျာဒီဖိုးကြီးကိုနီးပြနဲ့ကစားသမားတွေကပဲအာကိုလွန်းနေတာလားဒါမှမဟုတ်ဒီဖိုးကြီးကိုမတိရဲမကန်ရဲတာလားအဲ့ဒါကပေါ်တူဂီရဲ့အဓိကပြဿနာပဲဗျာတကယ်ဆိုCR7အရင်လိုမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တွေမှာတည်းကကျွန်တော်တို့မြင်နေခဲ့ရပြီဒီကစားသမားကိုတိုက်စစ်ကြီးမှာထားပြီးတော့မိနစ်90ပြည့်သုံးဖို့ဆိုတာကဘလို့မှမဖြစ်နိုင်တော့တဲ့ကိစ္စကြီးဗျာဒါပေမဲ့ပေါ်တူဂီအသင်းကဒီကစားသမားကိုသုံးနေတုံးပဲသုံးနေစေပဲတကယ်ဆိုသူ့ကိုလိုအပ်တဲ့အချိန်ကြမှာထည့်ပြီးတော့ရန်ကုန်ကနေပြီးကစားသမားတွေကိုအော်ဟစ်မောင်းနေတာမျိုးရန်ကုန်မှာရှိပြီးတော့အသင်းကိုထိန်းချောင်းပေးတာမျိုးဒီလိုပဲလုပ်ရတော့မှာဒါပေမဲ့ဒီဘဲကဗျာအခုချိန်ထိကွင်းထဲမှာကစားချင်နေတုံးမိနစ်90အပြည့်ရှိနေတုံးဆိုတာကြီးကပေါ်တူဂီကိုရုပ်ရော့သွားစေတယ်လို့ကျွန်တော်ကထင်တာပဲပိုဆိုးတာကဗျာဒီနေ့ကမ္ဘာဖလားပြိုင်ပွဲမှာမက်ဆီကသူ့ထက်အရင်တရက်စောပြီးကစားရတယ်ဂိုးတွေလည်းတောက်လျှောက်ရနိုင်တယ်ဆိုတော့အဲ့ဒီအချက်တစ်ခုတည်းနဲ့တင်CR7ဒီပွဲမကစားခင်တည်းကဟစ်တက်နေတာဗျာတေချာတာကတော့CR7နဲ့ပေါ်တူဂီအသင်းကိုမျှတအောင်နီးပြမလုပ်ပေးနိုင်ရင်အုပ်စုကတော့ပြုတ်သွားနိုင်တယ်လက်သက်ချစ်တဲ့နဲ့မှာအဆင့်ခွန်နေရာကပေးထားတယ်အခုချိန်ထိတော့အုပ်စုဘိုနဲ့နောက်တစ်ဆင့်ကိုသွားမယ်လို့သူရေပန်းစားနေတော့မယ်အာချာရဲ့ចောင်းသားသက်ဒီဥဇဘက်ကစ္စတန်ကြတော့လက်သက်ချစ်တဲ့နဲ့မှာဘိုးဆွဲဖို့41နေရာကပဲသူ့ကိုပေးထားတယ်နောက်တစ်ဆင့်ကိုမသွားတော့ဘူးလို့ယတိပြတ်ကိုဘိုဂီကယူဆထားတာဒီပွဲနဲ့သူခံစစ်ပဲလာမှာပဲဗျာဒီဘက်ဆက်တဲ့ကြီးကပေါ်တူဂီကနေဘော်လီကျင်း2ပေါင်း50ဂိုးပေါင်းကြီးက3D ဗျာအခုနေ့လက်ကြတော့2နှုတ်30 3နှုတ်20ဖြစ်လာတယ် 1:2 odds မှာကြတော့ပေါ်တူဂီအသင်းအနိုင်ရရင်15ပြားပေးထားတယ်ဗျာဥဇဘက်ကစ္စတန်အနိုင်ရရင်28ဆနဲ့တီကို8ဆခွဲပေးထားတယ်နေသိလုံးရဲ့အခြေအနေကိုဗျာဒီအကျန်းကြည့်ရင်တော့ဒီဘက်ကပေါ်တူဂီအနိုင်ရမှကိုဖြစ်မှာနိုင်လဲနိုင်သွားမဲ့ပွဲအဲ့လိုပွဲမျိုးမှာစင်တန်းကွာတဲ့ဒီလိုပွဲမျိုးမှာပေါ်တူဂီအနိုင်ရင်တပြားမှမရဘူးဆိုတဲ့ကြေမျိုးဘာလို့မဖွင့်တာလဲဒါလေးတော့နည်းနည်းလေးစဉ်းစားဖို့လိုတယ်မိနစ်90အတွင်းမှာနှစ်ဖက်ပြန်လန်သွင်းကိုမရှိဘူးပေါ်တူဂီတသိန်းကပဲအနိုင်ဆုံး2ဂိုးလောက်သွင်းမယ်ဆိုတဲ့ကြေးကိုပေးထားတယ်ပထမပိုင်းမှာဂိုးနေပြီးတော့ဒုတိယပိုင်းကြမှာ
ကိုများမယ်ဆိုတဲ့ပုံစံမျိုးကိုပေးထားတယ်ဆိုတော့ဒီပွဲကိုစဉ်းစားတဲ့အခါပုံစံနှမျိုးနဲ့စဉ်းစားလို့ရတယ်ဗျာနံပါတ်1ချက်ကဗျာကြေးကိုမေ့ထားပြီးတော့လက်ရှိပေါ်တူဂီအသင်းရဲ့မှတ်လို့အဆက်ရဲ့ကစားသမားအဆင့်တန်းရဲ့ကိုပဲရွေးမယ်ဆိုရင်ဒီဘက်ကပေါ်တူဂီအနိုင်ကျွန်တော်တို့ဒီ body ကြေးမှာပေါ်တူဂီ body ကျွန်တော်တို့ယူကိုယူတဲ့တယ်အဲ့လိုမှမဟုတ်ဘူးဈေးကွက်ကိုပဲစုပ်ကင်ထားမယ်ဆိုရင်တော့ဒီပွဲကအောက်ဆုံးကိုပဲကစားတဲ့နိုင်ဗျာကျွန်တော်ကတော့အဲ့ဒီနှစ်ခုကိုကျွန်တော်ကြိုက်တဲ့ဟိုဘက်တစ်ကွက်ဒီဘက်တစ်ကွက်ဆွဲထုတ်ချင်တယ်3-0ဆိုတဲ့ရလဒ်မျိုးကျွန်တော်ကြိုက်တယ်ပေါ်တူဂီအသင်း body နဲ့ဂိုးပေါင်းအောက်ပါဗျာ2026ကမ္ဘာဖလားပြိုင်ပွဲမှာ 1xbet ivet နဲ့ကစားကြတဲ့ညီကိုတွေအပေါင်းကုန်းက989ခွန်ချစ်ချစ်ခွန်ချစ်66ကိုတောက်ဆက်တယ်ပါဗျာငွေသွင်းငွေထုတ်ဘလို့လုပ်လဲဘယ်အချိန်တွေမှာလုပ်လဲဘာတွေလို့လဲတိတိကျကျမေးပါဗျာ2026ကမ္ဘာဖလားပြိုင်ပွဲမှာကြီးကြီးမားမားငွေချဖို့စိတ်ကူးပြင်ထားတဲ့သူတွေအတွက်အထူးပွင့်ဆောင်မှုရှိတယ်လို့လဲကျွန်တော်တို့ကိုကြော်ညာခိုင်းထားပါတယ်မေးရမှာကတော့ကိုလိုတွေရဲ့တာဝန်ပေါ့ဗျာအင်္ဂလန်နဲ့ဂါနာကစားမဲ့ပွဲကမြန်မာစံတော်ချိန်မှာ2နာရီခွဲဗျအုပ်စုပေါ်နေရလူမဲ့ပွဲပဲနှစ်သင်းလုံးဒီ3မှတ်ကိုစီရထားကြတာပြိုင်ပွဲမှာ48သင်းနဲ့မှာအင်္ဂလန်သင်းဒီဘုံဆွဲဖို့အဆင့်3နေရာကသူရေပန်းစားနေတာပထမပွဲစဉ်ကရှစ်စွမ်းတိုင်းဆိုမစိုးပါဘူးဗျဟိုခန်းစစ်လေးတော့နည်းနည်းအထနေတယ်ဂါနာကတော့48သင်းနဲ့မှာဘုံဆွဲဖို့31နေရာကနေသူ့ကိုပေးထားတယ်ဆိုတော့ဂါနာကိုနောက်တစ်ဆင့်ကိုဘိုဂီခေါ်ထားတယ်ဗျဒီဘက်မှာတမတ်ရရင်ဒါမှမဟုတ်ချုံးရင်တော့6ပြတ်မချုံးရင်ဂါနာဒီနောက်တစ်ဆင့်ကိုသူတက်နိုင်တယ်ဒီဘက်စတဲ့ကြီးကအင်္ဂလန်ကနေ1နှုတ်90ကိုပေါင်းကြီးက3ပေါင်း50ဗျအခုပွဲသားမဲ့2ရောက်လာတော့2ပေါင်း10နဲ့ 3D ဖြစ်လာတယ် 1-2 မှာကြတော့အင်္ဂလန်အသင်းအနိုင်ရရင်ပြ20ပဲရမယ်ဗျသေကို9ဆရမယ်ဂါနာနိုင်ရင်19ဆရမယ်ဒီပွဲလဲဆော့ဆော့ကပေါ်တူဂီပွဲလိုပဲဗျအင်္ဂလန်တေချာပေါက်အနိုင်ရသွားနိုင်တယ်လို့အားရှိတဲ့ပွဲမှာဘိုဂီကဘာကြောင့်အင်္ဂလန်အနိုင်ရရင်ပြ20တိဖွင့်ထားတာလဲဒါလေးတော့နည်းနည်းလေးဟတယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့ခစ်ဆက်ဆက်မှာဗျအင်္ဂလန်ဒီယူရိုပဲဖြစ်ဖြစ်ကမ္ဘာဖလားပဲဖြစ်ဖြစ်ချစ်ဆန်ပွဲ Nation League ဘာပဲဖြစ်ဖြစ်ဗျသူတို့ရဲ့အစောပွဲတွေမှာအကုန်လုံးကအင်္ဂလန်ဆိုပြီးဖိလိုက်ပေမဲ့အင်္ဂလန်ရဲ့ပထမဆုံးကန်ရတဲ့အုပ်စုဖွင့်ပွဲတွေကြီးကြီးအများဆုံးသွားရင်1-0ပဲ0-0ပဲအောက်ဇုံတွေပဲသူသွားလိမ့်ရှိတာဒါပေမဲ့ဒီတစ်ချိန်ကျတော့အစောပိုင်းပွဲမှာတည်းကပြအပေါ်ကိုဇုံလိုက်သူသွားပေးထားတာဆိုတော့နည်းနည်းလေးတော့ထူးခြားနေတယ်တခုသတိထားမှာကအဲ့ဒီတပွဲပဲဒီကမ္ဘာဖလားမှာအင်္ဂလန်ကြည့်အောင်ပဲပွဲလာတော့မပြောတတ်ဘူးဗျာနှစ်ဖက်ပြန်လန်သွင်းကိုမရှိဘူးအင်္ဂလန်2ဂိုးထက်ပိုမရနိုင်ဘူးဆိုတဲ့ကြေးရှိတယ်ပထမပိုင်းမှာနှစ်သင်းပေါင်းအများဆုံး2ဂိုးရဖို့တောင်ခက်မယ်ဆိုတဲ့ကြေးရှိတယ်ကျွန်တော်ဒီပွဲမှာအောက်ကိုကျွန်တော်ဇုံလိုက်ကြိုက်ပါတယ်ဗျာဂါနာအသင်းပေါ်ဒီကြိုက်တယ်ပြီးတော့ဂိုးပေါင်းအောက်လည်းကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲကပနာမာနဲ့ခရိုအေးရှားပွဲဗျာဒီပွဲကတော့မနေ့အစော9နာရီခွဲပွဲပနာမာဒီကမ္ဘာ့အဆင့်သာမြင့်လာပါဗျာဟိုလေသက်ဒီအုပ်စုမှာတော့သူကအင်ဖြစ်အသင်းဖြစ်သွားတယ်48တင်းထဲမှာလည်းသူ့ကိုအဆင့်42နေရာပဲပေးထားတယ်ဆိုတော့နောက်တစ်ဆင့်ကိုတေချာပေါက်မတက်ဘူးလို့ဟိုပွဲစဉ်တွေမစခင်မှာတည်းကဘိုဂီယူဆထားတဲ့အသင်းပဲခရိုအေးရှားကြတော့ဟိုကမ္ဘာဖလားနဲ့ပတ်သက်လာရင်ဥပေါင်းကြားနဲ့မြင်းကြားချင်ပဲဗျာအသက်တွေကိုကြည့်လိုက်ရင်တော့ဗျာဒီဘဲကြီးတွေဒီအသက်ကို40နာတန်းနေတဲ့သူတွေကြည့်ပဲဒါပေမဲ့ကွင်းထဲကရှည်စွမ်းကြတော့တော်တော်လေးမိုက်တယ်တခုပဲသတိထားမှာကခရိုအေးရှားဟာပထမပိုင်းတစ်ပိုင်းပဲကစားအားရှိတယ်ဒုတိယပိုင်းဆိုအသက်အရွယ်ရအမေရိကရဲ့အပူချိန်အောက်မှာသူတို့ကစားအားကြတတ်တယ်အဲ့ဒါအင်္ဂလန်နဲ့ပွဲမှာကျွန်တော်တို့မြင်ခဲ့ရပြီ48တင်ထဲမှာသူ့ကိုအဆင့်18နေရာပေးထားတယ်ဆိုတော့အုပ်စုဒုတိယနဲ့နောက်တစ်ဆင့်ကိုဘိုဂီခေါ်ထားတဲ့အသင်းပဲဒီဘက်စတဲ့ကြီးက1နှုတ်30 2နှုတ်80အခုနေ့လည်ကြတော့1နှုတ်20ဖြစ်လာတယ်ဂိုးပေါင်းကြီးကတော့တော်တော်တိတိတတ်တာတက်သွားတယ်ဗျ3ပေါင်း50ဖြစ်သွားတယ်ဘယ်ပွဲနဲ့တွတ်တူခဲ့လဲဆိုတော့ဟိုဘယ်ဂျီယံနဲ့အီရန်ပွဲနဲ့တွတ်တူတယ်ဗျမတူတာဆိုတော့ဗျဘယ်ဂျီယံကတမတ်ရထားတယ်ခရိုအေးရှားကလုံးဝအမှတ်မရထားသေးဘူးအဲ့ဒါလေးတစ်ခုပဲကွဲသွားတာမိနစ်90အတွင်းမှာနှစ်ဖက်ပြန်လန်သွင်းကိုရှိမယ်ဆိုတဲ့ကြေးဖွင့်ထားတယ်ဗျပထမပိုင်းမှာနှစ်သင်းပေါင်းသွင်းကိုအနည်းဆုံး2ဂိုးရှိနိုင်တယ်ဒုတိယပိုင်းမှာ2ဂိုးလောက်ရောက်နိုင်တယ်ဆိုတဲ့ကြေးမျိုးဘိုဂီက1-2ဆိုတာမျိုးကိုမျှော်ထားတဲ့ပုံပဲဗျဒီဘော်လီကြီးကိုပေါင်းကြီးအတွက်ဖက်ရလဲ1-2ဆိုတာမျိုးကိုပြောတယ်ကျွန်တော်ဒီပွဲမှာအောက်အသင်းပထမဘော်လီကြိုက်တယ်ဂိုးပေါင်းမှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျနောက်ထပ်တစ်ပွဲကကိုလံဘီယာနဲ့ဒီယာကွန်ကိုပွဲဗျဒီပွဲကတော့7နိုင်ခွဲပဲဒီပွဲမှာကိုလံဘီယာကနေဘော်လီကြီး1.10နဲ့ဂိုးပေါင်းကြီးက2.50ပေးထားတယ်တကယ်တော့ဒီ round 2မှာ 1D နဲ့အခုလိုမျိုး2.50ဝင်ရိုးတွေတော်တော်များများကစားခဲ့ပြီးအပေါ်အသင်းတွေတော်တော်များများအောင်သွားကြတယ်ဗျကျွန်တော်ကဒီပွဲတော့အောက်ကိုဇုံလိုက်သွားမယ်လို့ပဲကျွန်တော်ယူဆတယ်ဒီယာကွန်ကိုအသင်းဘော်လီကြိုက်တယ်ကိုပေါင်းအောက်ကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာဆော်ဒီဓာတ်တော်ပေးကြတဲ့တယောက်ချင်းစီတန်းကျေးဇူးများကြီးတင်ပါတယ်ဗျမြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ